နေ့စဉ်ကိုနဲ့တူကလျက်အလုပ်လုပ်နေရတဲ့သူတယောက်ကိုမြင်ရောင်ကြည့်လိုက်ပါအောင်ရှင် လို့ဖို့ကိုင်းဖက်တရားရောက်ပေါ့ဗျာ ဟုတ်တယ်ဟိုလီနေရာတစ်ခုတည်းမှာအလုပ်ရှင်တူတဲ့လက်အောက်မှာအတူတူအလုပ်လုပ်နေကြတာပေါ့လေအဲ့ဒီမှာတနေ့ကျတော့အဲ့ဒီလုပ်ဖို့ကိုင်းဖက်ရဲ့ဆိုင်မကနေရခဲတုံးလေးတတုံးကိုအလုပ်ခွင်နဲ့လွင်းစင်ကြလာတယ်ဆိုပါတော့ရခဲတုံးကြီးတတုံးလဲနော်ဟုတ်ပါအဲ့ဒီအချိန်မှာဘလို့တုံးပြန်တာကတဘာဝအကြဆုံးဖြစ်မလဲတပြင်းချမလားဒါမှမဟုတ်စီတိုးပြီးမျက်စောင်းထိုးမလားအဲ့ဒီမဟုတ်ပဲမိဘဘော်ကစူဝက်နေတဲ့စီပူအိုးယိုကောင်းမွန်ပြီးပုစီကိုအာကုံပတ်ချလိုက်ရင်ကောဟာအဲ့ဒါကတော့လုံးဝကိုမဖြစ်နိုင်တဲ့တုံ့ပြန်မှုကြီးဗျာဘယ်သူကအဲ့ဒီလိုလုပ်မှလဲယုံချင်းယုံမယုံချင်းနေပါရှင်ဧပြီလ4ရက်နေ့ကထိုင်းနိုင်ငံကာရဘီမြို့မှာရှိတဲ့ကုန်တိုက်တစ်ခုရဲ့စားတောက်တန်းမှာတကယ်ကိုအဲ့ဒီအတိုင်းကွက်တိဖြစ်ပွားခဲ့ပါတယ်ရှင်ပါဗျာအသားလုံးကြော်ရောင်းတဲ့သူကဘေးဆိုင်ကတတိဖြော်ရည်ရောင်းတဲ့သူကိုစီဘူးနဲ့ပတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုပေါ့ဖျားရဲ့တကယ်ကိုချက်တိမွေးမြင့်ထားเสียတည်င်းဆိုးကြည့်ပါလားဟုတ်တယ်ဗျာဆိုတော့ဒီနေ့ကျွန်တော်တို့ပြုလုပ်မဲ့ဤအသေးစိတ်လေးလာဆွေးနွေးမှုဟာဒီရွာဆွဲမှုတစ်ခုကိုတရင်ဖတ်ပြရင်တက်တက်မဟုတ်ပါဘူးဗျာရှင်းလင်းပြသလုံးတဲ့ CCTV မှတ်တမ်းကိုတေချာပြန်လည်ခွဲခြမ်းစိတ်ဖြာမယ်ဟုတ်ကဲ့ပြီးတော့ရခဲတုံးလေးတတုံးကနေကြောက်မဲ့ဖွဲ့အကျန်းဖက်မှုကြီးတစ်ခုဖြစ်ဘလို့ပြောင်းလဲသွားတယ်လဲဆိုတာကိုလေ့လာမယ်ဗျာအဓိကကတော့ဒီလိုအသိဉာဏ်ကင်းမဲ့တဲ့လုံရက်တစ်ခုဖြစ်လာအောင်လူတစ်ယောက်ရဲ့ဦးနှောက်ကိုဘလို့ကြီးမားလာတဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကတွန်းပို့လိုက်တယ်လဲဆိုတာကိုအသေးစိတ်တူးဆွဲသွားမှာပါကောင်းပါပြီရှင်ဒါကိုသေးစိတ်ပြန်ကြည့်အောင်ဖြစ်စဉ်ရဲ့အကျုံးတရားနဲ့တုံ့ပြန်မှုကြားကကွာဟချက်ကတကယ်ကိုမယုံနိုင်စရာပဲနော်တကယ်ကိုကွာလုံးတယ်ဗျာ CCTV မှတ်တမ်းထဲကအဖြစ်အပျက်ကိုအရင်ဆုံးပုံဖော်ကြည့်အောင်လေအဲ့ဒီဧပြီလ4ရက်နေ့ကအသားလုံးကြော်ရောင်းတဲ့ Nam Phong ဆိုတဲ့အမျိုးသမီးဟာမိဖို့ဘော်ကနေစီရီရှူဝတ်နေတဲ့အိုးကြီးကိုကောက်မလိုက်တယ်ဟုတ်ကဲ့ပြီးတော့ချက်ချင်းမပတ်ဘူးရှင်သူကခဏရက်တယ်တေချာချင်းရွယ်တယ်ပြီးတဲ့ဘေးဆိုင်ကတစ်ထီးဖြော်ကြီးရောင်းတဲ့ဇက်တီကာစီကိုအားကုန်ပတ်ချလိုက်ကကိုအထင်းထမြင်တွေ့ရတယ်အတော်လေးကိုရက်ဆက်တဲ့မြင်ကွင်းပဲဗျာဟုတ်ပါရှင်ရက်တီကာမှာဆိုရင်ညာဘက်ကိုထီရဲ့ကြောရဲ့ခြေထုတ်တွေမှာအရွေပြားတွေကွာကြော့သွားတဲ့အထိပြင်းထန်လွန်းတဲ့တရားတွေရသွားတာနာကျင်လွန်းလို့ဆူဆူဝါးဝါးကိုအော်ဟစ်နေတဲ့တာလေဟိုပက်လိုက်တဲ့သူကတော့ထွက်ပြေးသွားသလားဗျနန်ဖွန်ကတော့သူ့ပစ္စည်းတွေကောက်ယူပြီးထွက်ပြေးဖို့စ조사သေးတယ်ရှင်ဒါပေမဲ့ဂုံတိုက်ထဲကပြည်သူတွေကဝိုင်းဖမ်းထားလိုက်နိုင်တယ်ဟုတ်တယ်ဗျာအဲ့ဒီဗီဒီယိုမှတ်တမ်းကလုံးဝကိုညင်းလို့မရအောင်ရှင်းလင်းနေပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဘာလဲဆိုတော့ရဲရဖွဲ့ကနန်ဖုန်းဝင်စစ်ဆေးမြင်းများကြခါသူပေးတဲ့စင်ချေပဲဗျာဘာများစင်ချေပေးလို့လဲရှင်သူပေးတဲ့အကြောင်းပြချက်ကသူဟာ CO ကိုစေးကြောဖို့ယူသွားတာပါလေဗျာအဲ့လိုယူသွားရင်ဝါယာကြိုးကိုခလုတ်တိုင်မိပြီးမတော်တဆဖိတ်ကြသွားတာပါလို့ထွက်ဆိုခဲ့ပါတယ်နေပါဦးဝါယာကြိုးကိုခလုတ်တိုင်မိတယ်ဟုတ်လားဟုတ်တယ်ဗျာအဲ့လိုညင်းတာဟာမထင်နိုင်တာရှင် CCTV မှာ तू ကခြေလမ်းရက်လိုက်တယ်တေချာချင်းရွယ်တယ်ဒီမှာရည်ရွယ်ချက်ရှိရှိပက်လိုက်တာရှင်းနေတာပဲလေအဲ့ဒါခလုတ်တိုက်တာလုံးဝမဟုတ်ဘူးတကယ်တော့အဲ့ဒါကဟုတ်လေခလီးငယ်တယောက်ကကစားစရာကိုတမင်ချိုးဖြက်ပြီးမှလူကြီးမိဘရှိမှဟန်ဆောင်ပြီးအသိငင်းဆန်နေတာနဲ့တူမနေဘူးလားရှင်လူတယောက်ကဒီလောက်ကြောက်စရာကောင်းတဲ့ပြစ်ကိုကျူးလွန်ပြီးတဲ့နောက်မှာဘလို့လုတ်ပြီးဒီလောက်ရုပ်တိမတန်တဲ့လင်းရမှုကိုသူ့ဦးနောက်ကဖန်တီးနေရတာလေကားလေအမောင်ဘတ်ချမ်းကိုရောက်နေပြီမဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတစ်ခုပါဗျာဘလို့မျိုးလဲရှင်လူတယောက်ဟာအလွန်တရာကြီးမားဆိုးရွားတဲ့အမားကြီးတစ်ခုကိုကျူးလွန်မိတဲ့အခါအဲ့ဒီလူရဲ့ဦးနှောက်ထဲကပြည်သူဆက်ဆံရေးဌာနလို့ခေါ်ရမယ် PR department လေးကချက်ချင်းကိုအကြက်အတိဖြည့်ရှင်းရေးအနေထားကိုဝင်သွားပါတယ်။ဦးနှောက်ထဲက PR ဌာန哦ဟုတ်တယ်ဗျာငါဟာလူတက်ကောင်မိစားကောင်ကြီးထင်နေပြီဆိုတော့လက်ခံနိုင်စွမ်းမရှိတဲ့အမှန်တရားစီကနေမိမိရဲ့အတ္တကိုကာကွယ်ဖို့အတွက်အဲ့ဒီ PR ဌာနကဝါယာကြိုးခလုတ်တိုင်မိတာပါဆိုတဲ့ဇလန်းတစ်ပုဒ်ကိုအတင်းအချက်ဖန်တီးလိုက်တာပါပဲဆိုတော့ရှင်ပြောချင်တာကသူကရဲကိုတမင်တက်ဆက်လိန်နေတာထက်လက်ပြလုံဖို့အတွက်သူဖန်တီးထားတဲ့ဇလန်းကိုသူ့ဦးနောက်ကအတင်းယုံချီခိုင်းလိုက်တယ်ဆိုတဲ့သဘောလားအတိအကျတယ်ဗျာလူတွေရဲ့ဦးနောက်ကအဲ့ဒီလောက်အထိအကာအကွယ်ပေးတတ်ကြတယ်